เมื่อ live show ပေါ့เนาะဒီ၄ဘုတ်က live show ကျန်တဲ့တစ်ဘုတ်ကကြတော့မှမင်းဘူးကပေါ့เนาะ driver စောစောနဲ့အမတို့မကွေးဘက်မှာရွာဟန်ဆိုတဲ့တခြင်းလေး YouTube မှာလည်းတင်ထားပေးပြီးပါပြီအဲ့ဒါလေးရိုက်ခဲ့တယ်ပေါ့ဒီ series ရဲ့အမည်ကတော့ကျယ်ပွင့်ဧကရီပါမာ26တလပိုင်းလောက်ဝက်လောက်ကိုပေါ့နော်ဖြန့်နေအောင်ကြိုးစားနေပါတယ်ဟုတ်26တလပိုင်းလောက်ဝက်လောက်တော့မှန်းတာပေါ့နော်အမမှန်းတာပေါ့ဒီ edit တွေပါပြီးရင်ပေါ့အမြင်ပေါ့အမဒီအစ်စ်ပြန်လောက်တာတော့9ဘုတ်ပေါ့9ဘုတ်အမကဒီ2019မှာဟိုကိုမနော်တို့မောင်လေးမိုးထက်မြင့်တို့နောက်အကိုပညာဟန်တို့နဲ့လေခေသူမဟုတ်ဆိုရယ်မီနီအယ်ဘမ်လေးထွက်ထားတာကိုအဲ့နောက်ပိုင်းကျတော့မတော့ခွေခေမဟုတ်တော့ဘူးလေမဟုတ်တော့ကြတော့မှတပုတ်ချင်းစီ2022လောက်ပေါ့22လောက်ကစပြီးတပုတ်ချင်းစီထုတ်ထားတာရှိတယ်အဲ့ဒါတွေပရိသတ်တွေကလည်းတချင်းမထွက်ဘူးလားမထွက်ဘူးလားမေးတော့လေအဲ့ဒါတွေအကုန်စုလိုက်မယ်ပေါ့အစ်စ်ပြန်ဖန်တီးတာမဟုတ်ဘူးလေပြန်စုလိုက်မယ်အခုအစ်စ်လုတ်တဲ့9ဘုံနဲ့ပေါင်းပြီးတော့ပေါ့နော်ကျယ်ပွင့်ဧကရီဆိုပြီးတော့ဟို line ပေါ်မှာဒီလိုလေး YouTube မှာတင်ထားပေးခြင်းလို့ပါဟုတ်တယ်သမီးရဲ့အခုကလေမတို့က series ခေမရှိတော့ဘူးဟုတ်ကိုဖန်တီးရဲ့အနုပညာတော့ကိုသဘောကျတာပေါ့နော်နောက်မှသာပြန်တော့ဟဲငါဒါလေးဒီလိုလုပ်လိုက်မှာဒါအနုပညာသမားတွေရဲ့လောဘပေါ့အဲ့လိုလေးကတော့ရှိအောင်ပါပဲမကြော်နိုင်ဘူးဟုတ်တယ်အမတို့ဘလောက်ပဲစူးစမ်းတယ်ဖန်တီးရဲ့တိတက်ကောင်းအောင်ဒီနားလေးကိုဒီလိုလုပ်ကြမယ်အကုန်ဝိုင်းပြီးကြိုးစားတယ်တိုးတော့ပရိသတ်ကတော့လေဘုံကရင်ကိုတော်တော်ချစ်ကြတယ်ပေါ့နော်အဲ့ကလက်ပံပွင့်ကောက်ရောက်လာမယ်ဆိုလဲအကြောင်းပွဲမှာမပါမဖြစ်နောက်လက်ခုပ်တန်တချင်းလေးတွေလေအဲ့ဒါဆိုလဲဒီနေ့ထိအောင်တက္ကသိုလ်တွေမှာကကြတယ်ပေါ့နော်မနေ့ကကို post တစ်ခုတက်လာတော့တွေ့လိုက်တယ်လက်ခုပ်တန်တချင်းလေးနဲ့တက္ကသိုလ်ကကနေကြအရန်ချစ်ဖို့ကောင်းတယ်အဲ့လိုလေးပေါ့နော်မထင်တယ်ပရိသတ်ကကြိုက်တော့ကြိုက်မယ်ဘုံကရင်တော့မကြော်နိုင်မယ်မတင်ဘူးအမအနေနဲ့လားအမအနေနဲ့တော့မလုပ်တော့ပါဘူးလုပ်လဲအမတင်တဲ့ပရိသတ်ကငကိုဘုံကထင်ရပန်းစီပြကြောပဲချစ်ကြပါလေအဲ့တော့မလုပ်တော့ပါဘူးဒီတိုင်းလေးပဲပရိသတ်ချစ်နေတဲ့ပန်းစီပြကြောဘုံကထင်လေးပဲထားလိုက်ပါတော့မယ်လို့ဟုတ်တယ်အဲ့ဒီမှာလည်း team work ကအရန်ကောင်းတယ်လေarrangement ကကိုတိုတို heaven ဘုံကကိုတိုတိုတို့နောက်နဲ့စားပါသေးတို့နောက်ဘုံဦးတန်းဝင်းတို့လေ masterpiece ပုံစံမျိုးဆိုတော့တကယ်ကိုစူးစမ်းထားတယ်ရိုက်ကူးရေးမှာလည်းဆရာဒါရိုက်တာညွှန်လိုင်းတို့နောက်ကဒီအကအဖွဲတွေရောလေဆိုတော့အင်အားအပြည့်နဲ့ဖန်တီးထားတာဆိုတော့ကိုယ့်ရဲ့ masterpiece အနေနဲ့ပဲကြည်နေလိုက်တော့ပြီပေါ့နော်ထပ်တော့မလုပ်တော့ပါဘူးဟုတ်ရတယ်မတို့ကကာလပေါ့ဟုတ်တယ်ကာလပေါ်လေးကြီးလက်တချင်းလေးတွေပေါ့အမရဲ့ဟိုပါပေါ့982 series မှာဆိုပန်းကောက်သေးဆိုတာပါတယ်ပန်းကောက်သေးဆိုရင်လည်းအကြောင်းပွဲတွေကလေးတွေကကြတယ်ခုတီအောင်လည်းကကြတော့အဲ့လိုလေးပေါ့နော်ကိုချစ်ပေးကြတာပေါ့ကိုမတို့ကရှားတာတချင်းလေးလေရှားတာကြေးလက်တချင်းလေးတွေဘယ်မှာဘယ်လိုလေးရနိုင်မလဲရှားရတာပေါ့အဲ့ဒါရှားပြီးတော့ကြမှာကိုကြိုက်တဲ့ချင်းလေးတွေ့ပြီးဝဲရတာပေါ့အခုရွာဟန်ဆိုရင်လည်းကြေးလက်တချင်းလေးပဲရွာဟန်ဆိုရင်ခု line ပေါ်မှာတင်ထားပြီးကလို့ရတယ်ပေါ့နော်အမကဒီလိုကိုကြပြိတ္တကမြန်မာအကဟိုဒီလက်ခုပ်တန်းတို့ပါဆိုအမဟိုဒန်ဆာတွေလည်းပါတာဟုတ်ဆိုတော့ကိုဆိုရင်ပန်စီပြေကျော်ဆိုရင်ဒီဒန်ဆာရောမြန်မာအကရောတွဲမြင်တာဖြစ်တဲ့အတွက်ဒီရွာဟန်တချင်းလေးမှာလည်းအမမြန်မာအကလေးထည့်ထားပါတယ်ဟုတ်အဲ့ဒါဒီကလို့ရတယ်ဆိုတော့ပြောပြတာပါဟုတ်အခုရွာဟန်ဆိုတေးစရာအစ်စ်ကလေးတန်းတာအောင်ရေးတာကြိုက်တယ်အမကတော့ဟိုနာမည်ကြီးတယ်နာမည်မကြီးတယ်မဟုတ်ပါဘူးကိုလာပြလို့ကြိုက်တယ်ဆိုရင်ဝဲပြီးဆိုလိုက်တာပဲအမကတော့ဒီကိုကြိုက်တယ်ပေါ့နော်ပြိဿကြိုက်လောက်တယ်ထင်ဒါဝဲပြီးတော့အနုပညာကြီးနဲ့ချင်းမြင့်ပြီးတော့အသုံးပြုဖြစ်တာပါပဲဟုတ်ကဲ့ကိုကအနုပညာဖန်တီးသူပဲဆိုတော့လေကိုတချင်းလေးတွေကိုချစ်ပြီးဆိုကြတယ်ကကြတယ်ဆိုပီတိဖြစ်တာပေါ့ဒီမရဲ့နော်အဲ့လိုလေးပေါ့ကျန်တော့ခန်းစားချက်မရှိပါဘူးဆိုကြိုက်တာပေါ့ကိုချင်းလေးဆိုနေပီတိဖြစ်တာပါကြားလိုက်ဟဲငါတချင်းလေးဆိုနေတယ်အဲ့လိုပေါ့ငါတချင်းလေးနဲ့ကနေတယ်အဲ့ဒါမပန်စုမှာမဟုတ်ပါဘူးအနုပညာရှင်အားလုံးရဲ့ရင်ထဲမှာမပြောပြတာပဲရှိနေပီတိကတော့ရှိကြပါတယ်ဟုတ်ဟုတ်တယ်တွေ့တယ်စာသားလွဲတယ်တချို့ဘုံကထိန်ကိုဝါသွားဟုတ်တယ်နောက်ဘုံကထိန်ဆိုရင်တချို့ဆို notes တွေမှာလွဲနေတာအဲ့လိုလေးတွေတွေ့ရပေါ့နော်ဒါပေမဲ့လည်းဟိုဒါသူတို့သဘောပေါ့လေအမကတော့အကြံဉာဏ်လေးကတော့ပေးကြတာတကယ်လို့ကိုကတချင်းသွင်းမယ်ဆိုရင်အမတို့ဘော်ဂယ်ဂိုက်တွေငှားလို့ရတယ်လေပညာရှင်တွေလေဂိုက်ကလေးငှားပြီးဆိုရင်တော့ပိုးပြီးအဆင်ပြေတာပေါ့အစွဲငင်အဖြတ်တောက်ကလေးတွေဟလာနောက်ဒီတချင်းကိုဝယ်ပြီးဆိုတာပိုကောင်းတယ်သူများပေါပီတာတချင်းကို line ပေါ်မှာလိုက်ဆိုတာလေကောင်းတော့ကောင်းပါလေခုကတော့အဲ့လိုမျိုးရကာဘာဆောင်းတွေလည်းရှိနေတာဒါပေမဲ့အမကတော့အဲ့လိုဝယ်ဆိုလိုက်ရင်ဘာအားတာလဲဆိုတော့လေတေးဆရာစီကတချင်းစာသားရတယ်ကွာအဲ့တော့ကျတော့စာသားမမားတော့ဘူးပေါ့ဒါပေမဲ့လည်းပြိသက်ကချစ်တဲ့မျက်စိချစ်တဲ့နားနဲ့ဒီလောက်ကတော့ရပါတယ်အမောက်တောင် live view တွေပါအပြင်မှာတကယ် live ဆိုတဲ့အခါမှာစာသားမားတာရှိရတခါလေ warrior များပြီးတော့လေစာသားမေ့သွားတာပဲရှိရဆိုတော့ဒါကတိတ်တော့ပြဿနာကြီးလည်းမဟုတ်တယ်လို့အပြစ်ကြီးလည်းမဟုတ်ပါဘူးဟုတ်အမအနုပညာတတန်26ဆိုရင်26နှစ်ရှိပြီအမ1000ရဝင်လာတော့2020
2000ကဝင်တာပေါ့နော်2000ဝင်တာအဲ့တော့ဦးလေးဦးအောင်ရှန်တို့လေဦးအောင်ရှန်ဝိုင်းဆိုတဲ့တကယ်အမားဘက်ဆိုအရင်အားကိုးရချစ်ရလေးစားတဲ့စာရေးဆရာကြီးတွေပဲလေဒီစာရေးဆရာကြီးကျေးဇူးနဲ့အမားကဒီလိုရုပ်ရှင်ဘက်တွေရောက်သွားတယ်အဲ့ဒါဒီမှာတခါဂီတဘက်ကိုပြန်လှည့်ပေါ့အစလာတော့ချင်းလို့ဖို့ဆိုလာတာပါပဲအကြောင်းမျိုးနဲ့ပေါ့နော်တရုတ်ဆောင်ပဲရောက်သွားတယ်စီးရီလို့လိန်ခံလိုက်ရတယ်မထွက်နိုင်ဘူးအဲ့မှာ worship ကားပါလေးကြီးကြည့်ပြီးတော့ဒါရိုက်တာလှကြော်နေတာမင်းသမီးလောက်ပါလားဆိုပြီးတော့အဲ့ရုပ်ရှင်ဘက်ကိုရောက်ပါမရှိတော့ပါဘူးမရှိတော့ပါဘူးဆိုတော့ကိုကလည်းနေရောက်နေရလေအလုပ်ကလေးပေါ်မှာဒါရန်ကုန်ပြန်လာဖြစ်တာဟုတ်ဆိုတော့မရှိတော့ဆိုမဲ့ဟိုဒါလေကိုဒီလိုပညာပေးဇလန်းတုံလေးပေါ့နော်ကိုအသက်အရွယ်နဲ့လိုက်ဖက်တာလေးဆိုလှုပ်ပေးဖြစ်တယ်တချင်းရိုက်ကူးရေးဆိုလှုပ်ပေးဖြစ်တယ်ပေါ့ဥမာကျေးလက်တချင်းလေးတွေနဲ့ကိုအသက်အရွယ်လေးနဲ့အိမ်နေရပေါ့နော်အဲ့လိုလိုက်ဖက်မဲ့တချင်းလေးရှင်လှုပ်ပေးဖြစ်ပါသေးတယ်တိတန်ကြီးတော့အမားတို့ကအလန်းလဲကွာဝါကြီးကွာနောက်ပြီးဒီရုပ်ရှင်ရိုက်ကူးဆိုတဲ့ group နဲ့သွားတာလေဆိုတော့ဒီ director ဆိုရင်ဒီဇက်ဖို့ဒီလိုမျိုးတွေသွားတာများတော့တော့အမတို့ကဟသွားတာပေါ့နော်အမဆရာဒါရိုက်တာညီထွန်းတွေကလည်းကျမ်းမာရေးမကောင်းဘူးလေဆရာလည်းအသိမလုပ်တော့အမတို့ကဒီလိုအတွဲလိုက်ကြီးရေလုပ်တာဆိုတော့လေအဲ့လိုမျိုးလေးလည်းပါပါတယ်ဟုတ်ကဲ့